အတော်ဖြစ်တော်မွန်ခံရဲ့စကားတချို့ကြောင့်အများထင်နေတဲ့မင်းသမီးနဲ့လက်ထပ်ဖြစ်ဖို့ရာဂိုင်းနှုန်းနည်းနေတဲ့ဟေးဝင်းရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မုတ်ခါကအနုပညာလောကကဇဘိုတယောက်ဆောင်တယောက်အနေနဲ့ရည်တည်နေရဖြစ်တယ်လို့ဟေးဝင်းရနဲ့ဆိုရင်လည်းအတော်နဲ့တူလေးတော်ကြတာဖြစ်ပါတယ်။တူရီတော်ကြရဲဆိုတော့ကိုတော်တော်များများကတော့မသိကြပါဘူး။အနုပညာလောကတေကတူတချို့ကဟေးဝင်းရနဲ့မုတ်ခါတို့အမျိုးတော်ကြမှန်းသိကြတာဖြစ်ပါတယ်။ဗီဒီယိုရီရှိမှချက်ချင်းခင်ခင်တိတ်ပြီးတော့နေမပြကြပေမဲ့မိသားစုအတိုင်းဝမ်တွေအနေနဲ့ကတော့အမြဲတမ်းမေးပြီးပြောဆိုတိုင်ပင်နေတတ်ကြတာပါ။ဒါပြင်ဟေးဝရန်ကမွန်ခန်းကိုဆိုရင်အခြေရင်းနဲ့လည်းအမြဲတိုင်ပင်လေးရှိတာဖြစ်ပါတယ်။အရင်တော့ကဆိုရင်ချစ်တူထားဖို့ကအစားအတော်ဖြစ်တော့မွန်ခန်းနဲ့တိုင်ပင်တာပါ။လက်ထက်တော့မယ်လို့ဟေးဝရန်ဖခင်ကမီဒီယာကိုအသိပေးတဲ့ပုံမှာလည်းမွန်ခန်းကအတော်တယောက်အနေနဲ့အိမ်နာဘက်ကောင်ကိုရွေးချယ်တာပါဆိုပြီးတော့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ဟေးဝရန်ကိုရိုင်းကပေဟိနေဖတ်တယ်လို့ဖတ်နေကြရပါထုတ်ပြောခြင်းမရှိဘဲအမြဲတိုးဘက်နေရကြောင်းလူတဘာဝအရာသိချင်လာကြပါတယ်ရွှေမာရုံကဟေးဝရန်လက်ထက်မဲ့အမျိုးသမီးကိုမွန်ခန်တိုကအတော်တယောက်အနေနဲ့တဘောမတူဆိုပြီးတော့သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မွန်ခန်ကအခုလက်ရှိမှာဟေးဝရန်ရွေးချယ်လိုက်တဲ့အိမ်တော်ဘက်ကိုသူ့အနေနဲ့တဘောမတူတာမျိုးလည်းမရှိဘူးလို့ဆိုပါတယ်ဟေးဝရန်ကလက်တက်တဲ့အရွယ်ကိုကြော်လွန်နေပြီဖြစ်တာကြောင့်ပါဟေးဝရန်အနေနဲ့မိသားစုတစ်ခုကိုအတိအကျယူတင်ပေးဖြစ်တယ်လို့အိမ်နောက်ဘက်ကိုလည်းမှန်မှန်ကန်ကန်ရွေးချယ်တတ်မယ်လို့ယုံကြည်ပါတယ်ဒါအပြင်ပြည်သူတွေကြားထဲမှာအထင်မှားနေတယ်လို့ဟေးဝရန်အိမ်တောင်ဘက်ကိုအတိုင်းဝိုင်းကရွေးချယ်ပေးတာမဟုတ်ပဲဖူးစာဖတ်ပါတာပါဖူးစာဖတ်ပါတာရကြတာလို့ခံယူချကြတာဖြစ်ပါတယ်မွန်ခန်းနေနဲ့ကတော့တူလေးကအရင်အေးကိုချစ်သူချစ်တော်ဖြစ်စေချင်တာပေါ့နော်အိမ်တော်ရေးဆိုတာအပြန်လည်ချက်မှဖြစ်မှလေးနော်ဒါကြမလေးတီးခံနိုင်မှလေအကောင်းဆုံးဖြစ်သွားမှာပါဆိုပြီးတော့မွန်ခန်ကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။မွန်ခန်ကဟေးဝရန်လက်ထက်မဲ့အမျိုးသမီးကအများထင်နေတဲ့အမျိုးသမီးနဲ့မဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းထုတ်ပြောထားခြင်းတော့မရှိပါဘူး။ဒါမဲ့စကားပြောဆိုရရဆိုရင်တော့သူတို့သမီးကတော့ဆိုဗီယက်ဒဇင်ဖြစ်ဖို့အရာကိုင်းတို့နည်းနေပြီဆိုပြီးတော့ပြည်သူတွေကခံမှန်းနေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ဟေးဝရန်လက်ထက်မဲ့အမျိုးသမီးကဆိုဗီယက်ဒဇင်ဖြစ်လိမ့်မယ်လို့သာထစ်ထစ်ကြယုံကြည်နေကြတာပါဒါပေမဲ့ဟေးဝရန်လက်ထက်မဲ့အမျိုးသမီးကတခြားမထင်မှတ်ထားတဲ့သူတယောက်သားဖြစ်သွားဖို့ရာဂိုင်နှုန်းများလို့နေရပဲဖြစ်ပါတယ်တကယ်လို့ဒါဟေးဝရန်ကတခြားအမျိုးသမီးတယောက်နဲ့လက်ထပ်သွားမယ်ဆိုရင်တော့ငယ်စဉ်ပြည်သူတွေကအသေးခွဲကြမှာဖြစ်ပါတယ်ငယ်စဉ်ပြည်သူတွေကဟေးဝရန်နဲ့ဆိုဗီယက်ဒဇင်လက်ထက်မဲ့နေကိုစောင့်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအတော်မွန်ခံပြောသလိုဖူးစာဆိုတာပါမှလည်းလက်ထက်လို့ရတာဖြစ်ပါတယ်။အပြောဆိုပုံစံစီရတူပေမဲ့လည်းဖူးစာမပါရင်လက်ထက်လို့မရဘူးဆိုတာတွေရှိပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်တဲ့အကြောင်းအများကိုချိန်နဲ့ပြင်းညစ်တင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သစ်သောဗရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။